မိတ်ဆွေတို့အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီတရက်စာကပ်ပေါ့ဒီကတရက်စာနေ့တိုက်အတွက်ပေးတာဖြစ်ပါတယ်เนาะကျွန်တော်ဒီ3ရက်17လ2025ရက်အတွက်တော့တရက်စာဖြစ်ပါတယ်เนาะတရက်စာဖြစ်ပြီးကျွန်တော်တို့ဒီအရင်ကပုံစံအတိုင်းပြန်ယူကြည့်မယ်เนาะအရင်ကပုံစံအတိုင်းပြန်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီနားမှာဆိုရင်ခွန်တစ်ကနေစကြည့်မယ်เนาะခွန်တစ်ဒီမှာတင်နေညနေတင်နေဒီနားမှာ6ရယ်နေ8ရယ်ပြီးလို့ရှိရင်နေ1ရယ်8 9လို့ရှိရင်1ရယ်နားမှာကျွန်တော်40ခွန်6 5 3နဲ့3ညနဲ့အဲ့လိုမျိုးစဉ်းလာတာဖြစ်เนาะအဲ့ချိန်မှာကျွန်တော်တို့ဒီနားမှာတစ်ဖြတ်ကြည့်မယ်ဆိုရင်ဘယ်လိုမျိုးကြည့်မလဲဆိုရင်ဒီလိုမျိုးကြည့်ပါမယ်တော့ဒီမှာခွန်ကိုကြည့်မယ်เนาะခွန်ရဲ့1ရပေါင်းเนาะဒီအလုံးတွေကိုကြည့်သွားမယ်เนาะဒီအလုံးတွေကြည့်သွားမယ်ဒီအလုံးတွေကြည့်သွားမယ်ဒါဆိုရင်မြင်တာလို့ထင်တယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီဟာကြည့်မယ်เนาะခွန်နဲ့တင်းနဲ့ကိုပေါင်းမယ်ခွန်နဲ့တင်းနဲ့ပေါင်းရင်သူကနားမှာဆိုရင်ခွန်နဲ့တင်းနဲ့ပေါင်း8 3ချိန်8 power 3ဆိုရင်ကျွန်တော်ဒီနားမှာ8 3ချိန်ဆိုဒီနားမှာ8 3လာကြတယ်ဆိုရင်ဒီမှာ8လာကြတော့เนาะ8ကြသွားတယ်ပြီးလို့ရှိရင်ပြန်ကြည့်မယ်ဒီမှာ9နဲ့ပေါင်းရင်1 power 6 6ဆိုရင်ဒီမှာ1ကြတော့เนาะ1ကြတော့အတွက်ဒီဟာကမှန်တယ်ပြီးရင်ဒီနားမှာ8ဆိုရင်ပေါင်းချင်း300 power 5ဆိုရင်ဒီမှာ5 300လာကြတော့เนาะအဲဆိုရင်ဒီကောင်မှန်တယ်ဆိုတော့ဒီမှာတစ်ချက်ပြန်ကြည့်မယ်1ရယ်4ရယ်ပေါင်းရင်သူက5 300ရเนาะပေါင်းချင်း5 power 300 5 300ချင်းဆိုဒီမှာ5ကြသွားတယ်ဒီကမှန်တယ်ပြီးလို့ရှိရင်5ကြတော့မလားဒီခွန်5ဆိုရင်ဒီနောက်မှာခွန်5ဆိုရင်2 power ခွန်တစ်လုံးဖြစ်တဲ့အတွက်နောက်မှာ2ကြသွားတယ်အဲဆိုဒါမှန်တယ်အဲဆိုကျွန်တော်မနှက်ဖြန်အတွက်ဘာဖြစ်နေလဲဆိုရင်ဒီမှာ2နဲ့300နဲ့ပေါင်းချင်းနဲ့ power ခွန်မနှက်ဖြန်ကဒီနားမှာဆိုရင်2ခွန်အချိန်တစ်ချိန်ရှိတယ်ပြီးလို့ရှိရင်နောက်တစ်ခုပြန်ကြည့်မယ်နော်အခုပြန်ကြည့်မယ်ဆိုရင်ဒီ8ကိုကြည့်မယ်9ကြည့်မယ်3ကြည့်မယ်3ကြည့်မယ်2ကြည့်မယ်အဲမျိုးကြည့်တဲ့နေရာမှာကျွန်တော်ဒီအခုကတော့ကျွန်တော်ဘာကိုပြန်ကြည့်မယ်ဆိုရင်ခွန်နဲ့2နဲ့ပေါင်းမယ်ခွန်နဲ့2နဲ့ပေါင်းရင်သူက9ရတယ်9 power 4ဆိုရင်ဒီနားမှာဆိုရင်9ကြာသွားတယ်เนาะ9ကြာသွားတယ်နားမှာမှန်တယ်ပြီးရင်9နဲ့8နဲ့ပေါင်းခွန် power နဲ့ခွန်နဲ့ကြာရမယ်ဆိုရင်ဒီမှာ2ကြာသွားတယ်เนาะဒီနားမှာ2ကြာသွားတယ်ဒီနားမှာဆိုရင်ဒီအနေနဲ့ဆိုရင်တွဲသွားတယ်เนาะခွန်နဲ့ဒီနားမှာတွဲသွားတယ်2နဲ့9နဲ့ပေါင်းရင်1 power 6ဆိုရင်ဒီနားမှာ1ကြာသွားเนาะ1ကြာဒီကောင်မှန်တယ်ပြီးလို့ရှိရင်1နဲ့300ပေါင်း16အချိန်ဆိုရင်ဒီနားမှာ6ကြာသွားเนาะ6ဆိုမှန်တယ်ဒီမှာဆိုရင်တစ်ခါတွဲတယ်နှစ်ခါတွဲတယ်တစ်ခါတွဲနှစ်ခါတွဲเนาะနှစ်ခါတွဲတော့နားမှာဆိုရင်ခွန်နဲ့3ပေါင်း3ညဒီမှာ
5ဆိုရင်မှန်တယ်နော်5ဆိုရင်305ဆိုဒီမှာ300ကြာပါနော်ပြန်တွေးတော့နော်ဆိုရင်တွေးတာကဒီမှာတစ်ချိန်တွေးတော့နော်ဒီမှာခုနှစ်ဒီမှာမတွေးဘူးဒီမှာတစ်ခါတွေးတယ်16ချိန်16နှစ်ခုဒီမှာတစ်ခါတွေးနော်ဒီမှာတစ်ခါတွေးတယ်ပြီးတော့ရှင်16နဲ့ဒီမှာတစ်ခါတွေးသွားတယ်ပြီးလို့ရှိရင်နာမကတွေးနော်ဒီမှာတစ်ခါတွေးတယ်နောက်ဒီနေရာမှာနှစ်ခွန်ကြားရမယ်ဆိုရင်16 5ဒီမှာတစ်ခါတွေးတော့နော်ဒီမှာတစ်ခါတွေးတယ်ပြီးလို့ရှိရင်ဒီနားမှာတွေးလားဆိုမတွေးဒီမှာမတွေးဘူးဒီမှာမတွေးတစ်ခါတွေးနော်အဲ့ဆိုရင်မနေ့ပြန်တော့ကြတော့ကျိုးနင်းနဲ့ဒါနဲ့ပေါင်းရင်ဒီပေါင်းချင်းလေးပါဝါက9အဲ့ဆိုမနေ့ပြန်ကကျွန်တော်49အချိန်နော်49အချိန်49အချိန်ဆိုကျွန်တော်တို့ဒီတွေးပြီးမှထိုးရမယ်အနေထားမှာရှိနော်နှစ်ခွန်49ခွေတော့ဖြစ်နေနော်အဲ့ဆိုကျွန်တော်တို့မနေ့ပြန်ကထိုးကွက်ကပါရှိမလဲဆိုရင်ထိုးကွက်ကနှစ်ခွန်ချိန်49ချိန်အဲ့ဆိုရင်နှစ်9ခွန်9တရားရှိမယ်ဒီဘက်ကျတော့အတူပဲနော်တရားချင်းဒါဆိုရင်ဒါက main ဖြစ်သွားတာနော်ဒါက main ကျွန်တော်ရန်ကွက်အနေနဲ့ဘာကိုတွားရမလဲနော်ဘာကိုရမလဲဆိုကျွန်တော်တို့ဒီနှစ်ခွန်ကိုပဲဦးစားပေးရမလားဘယ်ကိုပေးရမလဲဆိုကျွန်တော်ဒီအကုန်လုံးကိုတရားကတော့ကျွန်တော် main ထိုးမယ်ပြီးလို့ရှိရင်ဒါကတင်ထိုးမယ်နော်ဒီမှာဆိုရင်နှစ်ခွန်ချင်းဆိုရင်နှစ်5တလုံးရှိရနော်နှစ်5တလုံးရှိတယ်ခွန်နဲ့ဆိုရင်ကျွန်တော်တစ်ခွန်ရှိမယ်နော်ပြီးလို့ရှိရင်လေးနဲ့ဆိုရင်ကျွန်တော်တစ်လေးတလုံးရှိမယ်ပြီးလို့ရှိရင်9နဲ့ဆိုရင်တော့3ကိုထိုးမယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီဥစ္စာက main ဖြစ်မယ်ဒါကရန်ဖြစ်မယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာ main ကွက်ဒီမှာရွေးပေးမယ်နော် main ကွက်ရွေးပေးမယ်ဆိုရင်ဒီနားမှာကျွန်တော် main ကွက်ပါရွေးမယ်ဆိုရင်2 4ရယ်2 5ခွန်9ဒါ main နော်ဒါ main ကွက်ရန်ကနှစ်ကိုတစ်ခွန်တစ်လေး3ကိုဒီမှာခွန်9မှာဟိုခွန်လေးနော်ခွန်လေးလေးဖြစ်မယ်အဲ့ဆိုရင်ဒီကောင်ကကျွန်တော်တို့ main ပါဒီကောင်က main နော်ဒါ main ဒီဟာကရန် main ကွက်ရန်ကနှစ်ခွန်9 9 9ခွန်9 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 9 9 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 9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 
အားလုံးเนาะကျွန်တော်တို့ရဲ့ကတ်နဲ့เนาะမိန်ကွက်မိကြပါစေလို့เนาะဒါဒီလေးကွက်သေးဆိုရင်ဒီကောင်ဖြစ်เนาะလေးကွက်မိန်ဒီကောင်ပေါင်းမယ်ဒါရန်เนาะโอเคမိန်ကွက်ရွေးပေးထားတယ်အဲ့ဒါကို3ရက်နေမှာပေါက်ကြပါစေเนาะ